အလုပ်ပြီးသွားကြောင်းတထေးစီကိုအစီရင်ခံနေတဲ့အချိန်မှာပဲအနောက်ကနေလိုက်လာတဲ့အဲ့ဒီအမျိုးသမီးကဒီမြင်ကွင်းကိုမြင်သွားခဲ့ပါတယ်သူတို့ရဲ့တရုပ်ဆောင်မှုတွေပေါ်သွားပြီလို့ထင်နေချိန်မှာပဲသူကလည်းအလုပ်လာရှာလာလားလို့အံ့ဩတကြီးမေးလိုက်ပါတယ်သူဟာချက်ချင်းပဲပြုံးလိုက်ပြီးဟုတ်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်တကယ်တော့သူဟာအဲ့ဒီလူရဲ့တထေးဖြစ်တယ်လို့ဘီလီယံနာတထေးကြီးတယောက်လည်းဖြစ်ပါတယ်လက်အောက်ငယ်သားဖြစ်သူကလည်းသူနဲ့တူလိုက်ဖက်အောင်တရုပ်ဆောင်ပေးခဲ့ပြီးသူထွက်သွားတော့မှပဲစိတ်အေးသွားရပါတယ်သူဟာဇနီးဖြစ်သူရဲ့စိတ်နေစိတ်ထားကိုစမ်းသပ်ဖို့အတွက်သူ့ရဲ့အစင်တန်းကိုတမင်ဖုံးကွယ်ထားတာပါသူမဟာဒီနေ့ကြုံခဲ့ရတဲ့အံ့ဩစရာကောင်းတဲ့အကြောင်းတွေကိုစိတ်လှုပ်ရှားစွာနဲ့ပြောပြနေပါတယ်သူကတော့ဘာမှအများကြီးမပြောဘဲတော်လိုက်တာလို့ပဲချီးကျူးပေးခဲ့ပါတယ်ညဘက်ရောက်တော့စပွဲမှာထိုင်ပြီးသူမရလာတဲ့လစာတွေကိုရေတွက်နေပါတယ်တရက်ထဲနဲ့ဒေါ်လာ3,000ရတယ်ဆိုပြီးဂုဏ်ယူနေချိန်မှာသူ့ညီဖြစ်သူကတော့သူမကိုငွေမက်တဲ့သူနဲ့တူနေပြီလို့ပြောလိုက်ပါတယ်သူကတော့ညီဖြစ်သူကိုချက်ချင်းပဲတားလိုက်ပါတယ်မမျှော်လင့်ပဲနောက်တစ်စက္ကန့်မှာပဲသူမဟာဒေါ်လာ3,000ကိုရောက်ခမဖြစ်သူစီပေးလိုက်ပါတယ်အဲ့ဒီနောက်မှာရောက်ခမကြီးစီကိုလည်းနောက်ထပ်3,000ထပ်ပေးပါတယ်နောက်ဆုံးမှာတော့ညီနှစ်ယောက်ကိုတယောက်2,000စီခွဲပေးလိုက်ပြီးသူ့ကိုနောက်ဆုံးကျန်တဲ့1,000ပေးလိုက်တဲ့အချိန်မှာတော့သူမအတွက်ဘာမှမကျန်တော့ပါဘူးရောက်ခမဖြစ်သူဟာစိတ်မကောင်းဖြစ်ပြီးမျက်ရည်ကျလာတာကြောင့်သူမကဘာဖြစ်လို့လဲဆိုပြီးအံ့ဩစွာမေးပါတယ်သူ့အမေဟာအမှန်တရားကိုဖွင့်ပြောဖို့ပြင်လိုက်ပေမဲ့ညီဖြစ်သူကချက်ချင်းပဲလှမ်းတားလိုက်ပါတယ်ဒီမြင်ကွင်းကလည်းသူမအတွက်ထူးဆန်းနေစေပါတယ်ညီဖြစ်သူကတော့အမေကဝမ်းသာလွန်းလို့ငိုတာပါလို့ပဲအကြောင်းပြလိုက်ပါတယ်ဖြူစင်တဲ့သူမဟာသူတို့ရဲ့အလိမ်ညာကိုထပ်ပြီးယုံကြည်သွားခဲ့ပါတယ်သူမအိပ်ပျော်သွားတဲ့အခါမှာတော့သူနဲ့မိသားစုဝင်တွေဟာတကားကိုဖွင့်ပြီးခိုးကြည့်နေကြပါတယ်သူမတကယ်အိပ်ပျော်သွားပြီဆိုတာတေချာမှပဲသူတို့တွေအစည်းအဝေးလုပ်ကြပါတယ်သူမရဲ့စိတ်နေစိတ်ထားကိုစမ်းသပ်ဖို့အတွက်အခုလိုလိမ်ညာခဲ့တာကိုအားလုံးကနောင်တရနေကြပါတယ်ဘာလို့ရမှန်းမသိဖြစ်နေချိန်မှာပဲလက်ထောက်ဖြစ်သူကသူမကိုတောင်းပန်တဲ့အနေနဲ့ကမ္ဘာဈေးကြီးဆုံးပန်းရောင်စိန်ကိုဝယ်ပေးဖို့အကြံပြုပါတယ်ဒါကြောင့်သူဟာအဲ့ဒီစိန်ကိုလေလံဆွဲဖို့ဆုံးဖြတ်ပါတော့တယ်နောက်တနေ့မှာတော့သူဟာစိန်ခံကားတန်းကြီးနဲ့အတူလေလံပွဲကျင်းပမဲ့ဟိုတယ်ကိုရောက်လာပါတယ်။အဲ့ဒီအချိန်မှာစပွဲတို့အလုပ်လုပ်နေတဲ့သူမဟာတထေးကတော့ဖြစ်နေတဲ့အမဖြစ်သူရဲ့လှောင်ပြောင်မှုကိုခံနေရပါတယ်။အမဖြစ်သူဟာသူမရဲ့လက်စွပ်ကြီးကိုတော့ထုတ်ကြွားနေပါသေးတယ်။ဒါပေမဲ့သူမကတော့သူ့တပားကိုအားကိုးတာဟာကိုယ့်ခြေထောက်ပေါ်ကိုရက်တီတာလောက်မကောင်းဘူးလို့ယုံကြည်ထားတာကြောင့်အမဖြစ်သူရဲ့ဘဝကိုအားမကျခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲအချွေရံအများကြီးနဲ့ရောက်လာတဲ့သူဟာဘသူလဲဆိုတာသိချင်လို့သူမကြည့်ဖို့ကြိုးစားပါတယ်။လူအုပ်ရဲ့အပြင်ဘက်ဆုံးမှာရှိနေတဲ့သူမဟာမြေပြင်ပေါ်ကိုလဲကျသွားပါတော့တယ်။သူမဟာအမြဲတမ်းမြင်နေကြပုံစံနဲ့မတူပဲကွဲထွက်နေတဲ့သူမရဲ့ခင်ပွန်းကိုမြင်တွေ့သွားနိုင်မှာမလား။နောက်ဆက်တွဲကိုသိချင်နေဆိုရင်တော့ကျွန်တော်ရဲ့အကောင့်ကို follow နဲ့ subscribe လုပ်ထားပေးကြပါဦး။